အားလုံးတားလေးဆိုပါ Ananas Sharing Channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ကြည့်ကြပါ2026ခုနှစ် February 28ရက်နေ့မှာကမ္ဘာမျက်နှာပြင်ကိုအလုခမိသမိုင်းတော်လာမိစစ်ပွဲကြီးတစ်ခုပေါ်ပေါက်လာခဲ့တယ်။ Israel နဲ့ American တို့ပူးပေါင်းပြီး Iran ကိုတိုက်ခိုက်ကြတယ်။ဒီ Iran မြို့ကြီးမိုက်ရိုင်းများကြာစင်သောတန်ပောက်ကွဲတန်များနိုင်ငံတကာမြောက်ပြားသောတေဆုံးမှုများဖြစ်ပေါ်ခဲ့တယ်။ဒါပေမဲ့ဒီမျိုးစစ်ပွဲဟာယမင်းမှပထမဆုံးဖြစ်ပွားတာမဟုတ်ပါဘူး။ဒါဟာသမိုင်းတစ်လျှောက်ထပ်ကားတလက်ဖြစ်ပွားနေတဲ့ပုံစံတစ်ခုပါ။ကြီးမားသောအင်အားရှိသောနိုင်ငံများကတင်းငယ်သောနိုင်ငံများကိုဝိုင်းဝန်းတိုက်ခိုက်သိမ်းပိုက်ကြ၎င်းနိုင်ငံ၏ရင်းမြစ်များကိုယူဦးဆောင်သူများကိုဖယ်ရှားကြမြောက်ဦးရခိုင်ပြည်ကျွန်တော်တို့ဘိုးဘွားများ၏မြေ၎င်းသမိုင်းကိုနှစ်ပေါင်း900ကျော်ကလေးကခံနေရတာပါဒီဗီဒီယိုမှာရခိုင်စစ်သမိုင်းထဲကအဓိကစစ်ပွဲကြီးများနဲ့ယနေ့ Israel, American, Iran စစ်ပွဲကြီးကိုချိတ်ဆက်ပြီးတခုတည်းသောသမိုင်း၏ပုံစံကိုကျွန်တော်တို့အတူတကွရှာဖွေကြမယ် Subscribe လုပ်ပြီးဘဲထီပြီးဆက်ကြည့်ကြပါပထမအဆုံးကျွန်တော်တို့ယနေ့ဖြစ်ပွားနေသောစစ်ပွဲကြီးကိုနားလည်ဖို့လိုပါတယ်2023ခုနှစ်အောက်တိုဘာ9ရက်နေ့မှာ Hamas Israel စစ်ပွဲစတင်ခဲ့ပြီးနောက်အစဉ်စဉ်တိုးတက်လာသောဒေသတွင်တင်းမာမှုများဖြစ်ပေါ်ခဲ့တယ်2025ခုနှစ်ဇွန်လမှာ 12-day war ဟုခေါ်တဲ့12ရက်စစ်ပွဲဖြစ်ပွားခဲ့တယ်ထိုစစ်ပွဲမှာ Israel က Iranic nuclear facilities တွေကိုဖျက်ဆီးနိုင်ခဲ့ပြီး American က Iran ရဲ့ underground nuclear site 3ခုကိုတိုက်ခိုက်ခဲ့တယ်ဂျွန်24ရက်မှာ ceasefire ဖြစ်ခဲ့တယ်။ဒါပေမဲ့တင်းမာမှုတွေဆက်လက်တည်ရှိနေပြီး2026ဇန်နဝါရီမှာ Iran ပြည်တွင်းရောင်ပြမှုများဖြစ်ပေါ်လာပြီး2026 February 28ရက်မှာကျွန်တော်တို့လက်ရှိကြီးစုနေတဲ့စစ်ပွဲကြီးစတင်ခဲ့တယ်။ American နဲ့ Israel တို့ပူးပေါင်းပြီး Tehran, Isfahan, Qom, Karaj, Kermanshah မြို့ကြီးများကိုတိုက်ခိုက်ကြတယ်။ Iran Supreme Leader Khamenei ကိုပင်လက်နိုင်ခဲ့တယ်။ Iran ကလည်းIsrael နဲ့ Gulf region ရှိ American စစ်စခန်းများကိုဒုံးကျည်နဲ့ပြန်တုံ့ပြန်နေစေဖြစ်တယ်။ March 8 2026ထိလူပေါင်း1300ကျော်တေဆုံးပြီးဖြစ်တယ်။ပြည်မှန်2000ကျော်တိုက်ခိုက်ပြီးထားပြီးဖြစ်တယ်။ဒါကြောင့် Trump ကကြောက်ရွံ့မနေပဲ unconditional surrender ကသာငါ accept လုပ်မယ်ဟုထောက်ထားမညာကြေညာလိုက်တယ်။ဒီပုံစံကိုကြားဖို့ပါသလား။ကြီးမားသောနိုင်ငံတစ်ခုကသေးငယ်သောနိုင်ငံတစ်ခုကို nuclear program ကိစ္စနဲ့ regime change ကိစ္စနဲ့မနာမနစ်တိုက်ခိုက်တယ်။ဒီဇလန်ဟာရခိုင်သမိုင်းကြည့်ရင်စင်တူလက်ပုံစံတွေမြောက်ပြားစွာတွေ့ရတယ်။ယနေ့ရခိုင်ပြည်ဟုကျွန်တော်တို့ခေါ်တဲ့မြေနေရာဟာတချင်းကရခိုင်ဟုကမ္ဘာမိဘုံပေါ်တွင်ကြီးကြီးကျယ်ကျယ်ရှိနေသောထင်ရှားကြော်ကြားသည့်နိုင်ငံတစ်ခုဖြစ်ခဲ့တယ်။တညာဝရိခိကစပြီးဦးဖျားရှေ့အစုံလာနုယဉ်ကျေးမှုများထက်ကတစ်ခုဖြစ်တဲ့ရခိုင်ပြည်မှာ1430ဝန်းကျင်မှ1984ထိကြာရှည်ထင်ရှားခဲ့တဲ့မြောက်ဦးနိုင်ငံဟာဒေတာဤထိတ်ဆုံးစစ်အင်အားရှိသောတိုက်ပြည်တစ်ခုဖြစ်ခဲ့တယ်။မြောက်ဦးနန်းတော်ဟာယူရိုပကုန်တယ်ရာပေါင်းစွာကုန်သွယ်ဆက်သွယ်ခဲ့သော Bay of Bengal ဤကုန်သွယ်ရေးပြုတ်နေရာဖြစ်ခဲ့တယ်။ပေါ်တူဂီ Dutch နဲ့ယူရိုပသားများရောက်ရှိစောင့်တည်ခဲ့တဲ့မြို့ခရီးပါ။ရှစ်ထောင်းဖျားကြီးထုတ်ကမ်တိုင်းဖျားကြီးကိုတောင်းဖျားကြီးဒီဖျားများဟာပကံကာလဖျားများနဲ့ရင်နိုင်သောအန်ကောဝုဒ်ကာလနဲ့ရင်နိုင်ပေါကပ level ဘိတုကနဲ့ဖြစ်ကြတယ်။တနည်းဆိုရင်မြောက်ဦးနိုင်ငံဟာရခိုင်ပြည် Golden Age ဖြစ်ခဲ့တယ်။ဥပမာပေးရရင်အီရန်၏ Persian Empire ကဲ့သို့ကြီးကွယ်သောနိုင်ငံတစ်ခုဖြစ်ခဲ့တယ်။ဒါပေမဲ့ဒီနိုင်ငံကြီးမှာစစ်ပွဲများနောက်ွယ်မှာမပြတ်ဖြစ်ပွားနေခဲ့ပါတယ်။မြောက်ဦးနိုင်ငံဘုံကြီးမြင့်မာနေခြင်းမြောက်ဖက် Bengal ဒေသမှာ Mughal Empire ကြီးကြီးနေပါတယ်။ Mughal Empire ဆိုတာဘာလဲ16မှ18ခုယူရိုပကော်လိုနီများချဲ့ကျက်နေချိန်မှာအေရှားတွေအကြီးဆုံးအချမ်းသာဆုံး Empire တစ်ခုဖြစ်ခဲ့တဲ့ Muslim Dynasty တစ်ခုဖြစ်ပါတယ်။ Mughal Empire ဟာဒီနေ့ Iran ကပန့်ပိုးတဲ့ Hezbollah, Houthis လိုမျိုး proxy force တွေကိုရခိုင်တဝိုက်မှာဖြန့်ကျက်ပြီးချောင်းကြည့်နေခဲ့တယ်။ရခိုင်ကလည်းငင်းမနေပေါ်တူဂီကုန်သည်နဲ့စစ်သည်တော်များကိုမိတ်ဖက်အဖြစ်ဖိတ်ခေါ်ပြီးရေတပ်ကိုအားကောင်းအောင်ဆောင်ရွက်ခဲ့တယ်။ဒီနေ့ Israel က American ကိုမိတ်ဖက်ယူသောပုံစံနဲ့ဆင်တူပါတယ်။16ရာစုတွင်မြောက်ဦးနန်းတော်မင်းပါကြီးဖျား၏ခေတ်မှာမြောက်ဦးစစ်တပ်ဟာဒီနေ့ဘင်္ဂလားဒေ့ရှ်နဲ့ West Bengal နေရာများပင်ကျော်လွန်ချဲ့ကျက်နိုင်ခဲ့တယ်။မင်းပါကြီးသည်ကျွန်တော်တို့ဘိုးဘွား၏ထင်ရှားသောမင်းတစ်ပါးဖြစ်ပါတယ်။သူဟာမြောက်ဦးနေပြီးတော့ခုခံရေးနဲ့ချဲ့ကျက်ရေးမှာထင်ရှားတယ်။ပို့များဖျားများတောင်းစီပြီးရေတပ်ကြီးကိုတိဆောက်ခါကမ္ဘာ level စစ်ဗျူဟာကျင့်သုံးခဲ့တယ်။ဒီနေ့ Israel F-35 Aero Missile Defense ကဲ့သို့ပင်မင်းပင်မင်း၏ရေတပ်ဟာ၎င်းကာလ၏ကစင့်မြင့်ဆုံးသောစစ်နည်းပညာဖြစ်ခဲ့တယ်။ယနေ့ Iran က Hamas, Hezbollah,
Houthis တို့ကိုပံ့ပိုးပြီး Israel နဲ့ American ကိုကြားလဲမှတိုက်ချင်းတဲ့ proxy war လုပ်နေတယ်ဒီပုံစံနဲ့ဆင်တူသော Mughal Empire ကလည်း Bengal ဒေသရှိမြောက်ဦးနိုင်ငံ၏ရရက်နေရာများကိုလက်နက်ပေးစစ်ကူပေးကကြားထဲမှမြောက်ဦးကိုဖိအားပေးခဲ့တယ်ဒါပေမဲ့မြောက်ဦးကတော့ပေါ်တူဂီနဲ့ပူးပေါင်းပြီး Mughal ၏ proxy နဲ့ Mughal တိုက်ကိုရေချောင်းနဲ့ကုန်းချောင်းနှစ်ပြီးမှတိုက်ခဲ့တယ်ဒီပုံစံကြည့်ပါကြီးသောနိုင်ငံက proxy ကိုသုံးပြီးငုတ်တုတ်ကခတ်သည်ငယ်သောနိုင်ငံကတော့ပြင်ပမိဖက်ကိုသုံးပြီးတိုက်ပြန်သည်ဒီကားကွက်ယနေ့ Middle East မှာပြန်ကြည့်ကြပါ Israel ကိုကြည့်ပါမြောက်ဖက် Lebanon မှာ Hezbollah တောင်ဖက် Gaza မှာ Hamas အနောက် Jordan တစ်ဖက် Iraq တစ်ဖက်မှာ Kataib Hezbollah ဝိုင်းဝန်းသောဘေးအနက်ကနေ proxy threat ရှိနေတယ်မြောက်ဦးကိုကြည့်ပါမြောက်ဖက် Mughal Bengal အနောက် Tripura အရှေ့ Burmese Kingdom ဝိုင်းဝန်းသော threat ရှိနေတယ်ဒီပုံစံဟာနှစ်ပေါင်း900กว่าတောင်ဆင်းတူနေတာမဟုတ်လားဗလား Trump ကဘာပြောလဲ Iran regime ကိုပြောင်းမယ် Iran ရဲ့ nuclear program ကိုဖျက်မယ် Iran ရဲ့ missile program ကိုဖျက်မယ်ဟုကြေညာလိုက်တယ်ဒါဟာ1984ခုနှစ်ဘိုးတော်ဖရာဗုဒ္ဓဝါပါယ၏မာဦးကိုကြည့်တဲ့ပုံစံနဲ့ဆင်းတူတယ်ဘိုးတော်ဖရာဆိုတာဘာတူလဲကုံမောင် dynasty စကိုင်းမင်းကြီးဖြစ်ပြီးမြန်မာနိုင်ငံသမိုင်းကအကြီးဆုံးစစ်တပ်ကိုဦးဆောင်ခဲ့သူဖြစ်ပါတယ်ဘိုးတော်ဖရာကမြောက်ဦးကိုကြည်ညံဒီနိုင်ငံ၏ကြွယ်ဝမှုကိုယူခြင်းတယ်ဒီဖရာတော်ကိုရခြင်းတယ်ဟုတွေးတောခဲ့တယ်ရခိုင်ကင်းသမဒ၏ခေတ်မှာမြောက်ဦးနိုင်ငံတွင်ပြည်တွင်းရောင်ပြမှုများဖြစ်ပွားနေပြီး economy ညှင့်ထင်းနေတယ်ဒါကြည့်အီရန်မှာလည်း2025 economic collapse real တကာတိတ်ကြ protest ဖြစ်ပြီး2026 January မှာရောင်ပြမှုများအကြီးဆုံးဖြစ်ပေါ်ခဲ့တယ်ပြည်တွင်း week ဖြစ်မှာ American Israel တိုက်ခဲ့ပါတယ်မြောက်ဦးနိုင်ငံ situation နဲ့တူပြည်တွင်း week ဖြစ်မှာဘိုးတော်ဗျာကျူးကျော်ခဲ့တယ်1984ဒီဇင်ဘာဘိုးတော်ဗျာသည်3000ကျော်သောစစ်တပ်ကြီးနဲ့ရခိုင်ပြည်ကိုကျူးကျော်ဝင်ရောက်ပြီးမြောက်ဦးနန်းတော်ကို3ရက်အတွင်းချနိုင်ခဲ့တယ်ဒီနန်းတော်မှာ350နှစ်ကျော်ထင်ရှားမြောက်ချီနိုင်ခဲ့သောမင်းများစစ်ပိုလ်ချုပ်များစင်စစ်တီများတာရနာပိုင်ဖျားများဒါရီအကုန်ချော်ကြော့သွားခဲ့တယ်ဘိုးတော်ဖျားကတော့အကြီးဆုံးပြူသောအလို့မှာမဟာမူနီဖျားမြတ်ကြီးကိုချမ်းမာမြောက်ချင်းဆောင်ယူသွားခဲ့တယ်ဒီဖျားမြတ်ကြီးဟာရခိုင်ပြည်၏ဝိညာဉ်ဖြစ်ပါတယ်ယနေ့ American ကအီရန်၏ nuclear material တွေ missile program တွေ navy တွေဖျက်ဆီးတဲ့ပုံနဲ့ဆင်တူပါတယ်၎င်း၏ strategic capability ကိုဖျက်ဆီးချတဲ့ပုံပါပဲဒါပေမဲ့ရခိုင်ပြည်ဟာမခွဲမကြဆုံးပြီးနောက်မှာလဲရက်မနေပဲ Arakan King တမာဒ၏ဆက်ဆံရေးများ Bengal ထဲထက်ခိုလုံပြီးငါချင်းကဲ့သို့ခေါင်းဆောင်များဦးဆောင်ပြီးကျင်းဖန်များစွာကြိုးပမ်းခဲ့တယ်ရခိုင်ဒုက္ခသည်များ Bengal ထဲထပ်ပြေးပြီး British East India Company ကိုဆက်သွယ်ကကျွန်တော်တို့ကိုကူညီပါဘိုးတော်ဖျားကနေကျွန်တော်တို့ပြည်ပြန်ရဖို့ကူညီပါဟုတောင်းဆိုခဲ့ကြတယ်အီရန်ပြည်သူများယနေ့၎င်းတို့ဘဝကိုဆုံးရှုံးနေစေဖြစ်တယ် regime ကြပြီးနောက်ပါထိတ်မီဘယ်ဦးဆောင်သူပေါ်ထွက်မီဒါကြည့်ရခိုင်သမိုင်းနဲ့ဆင်တူတယ်မဟုတ်လား British Company ကလည်း Burmese စစ်တပ်ဟာ British Territory ကိုကျူးကျော်မိကိုကြောက်ရွံ့နေခဲ့တယ်1823ခုနှစ် Burmese စစ်တပ် Shapuri Island ကိုကျူးကျော်ပြီး1824 March လမှာပထမ Anglo-Burmese War ကြီးညာခဲ့တယ် British India Army ကြီးဟာ Rangoon ကိုရေကြောင်းမှတိုက်ခိုက်ပြီး Arakan ကိုကုန်းကြောင်းမှတိုက်ခိုက်ခဲ့တယ်1826 Yandabo Treaty တင်စစ်ကြီးဆုံးပြီးရခိုင်ပြည် British ကိုရောက်သွားခဲ့တယ်ဒါမဲ့ချစ်ဆက်ချက်ကြီးဒီနေ့ American ကဘာပြောလဲ Iran ကြပြီးရဲ့ Iran ကိုကျွန်တော်တို့ rebuild လုပ်မည်ဟုဆိုတယ်ဒါ Yandabo Treaty ပုံစံပဲ British ကလည်းကျွန်တော်တို့ရခိုင်ကို liberate လုပ်တာဟုဆိုခဲ့တယ်ဒါပေမဲ့ result ကတော့ရခိုင်ဟာ British colony ဖြစ်သွားရပြီးနှစ်ပေါင်း140ကျော်တိမ်းကြောက်ထီရတယ်ဒါကြောင့်ဒီနေ့အီရန်ပြည်သူများ Trump ၏ စစ်ပြီးရင် rebuild ပေးမည်ဟုဆိုသောဂတိစကားသည်ဘီမြယုံကြည်ရမည်ဆိုတာတမိုင်းကတင်ပေးနေပါပြီရခိုင်ပြည်မှခေါ်ဆောင်သွားသောမဟာမူနီဖျားမြတ်ကြီးဒီနေ့တိုင်မန္တလေးမှာရှိနေတယ်ဒုက္ခကိုခံတဲ့နိုင်ငံဟာနောင်ကောင်းဖို့ကြိုးစားနေတဲ့ပွန်တရန်ကိုကျွန်တော်တို့မြင်နေရတယ်ဒီဗီဒီယိုကြည့်ပြီးနောက်ကျွန်တော်တို့ဘာသင်ခဲ့သလဲတစ်ကြီးမားသော empire တိုင်းဟာငယ်သောနိုင်ငံများကို proxy war nuclear threat
regime change ဆိုတော့စင်ချေအမျိုးမျိုးနဲ့ကျူးကျော်ပြီး၎င်း၏ strategic goal ကိုရယူတတ်တယ်။နှစ်ငယ်သောနိုင်ငံပြည်တွင် weak ထင်နေရင်ပြင်ပ threat ကို stand up လုပ်ဖို့ကြိုးမရဘူး။ဒါဟာမြောက်ဦး၏အကြီးဆုံးသင်ခန်းစာ။၃ ally ဆိုတာအမြဲတမ်း genuine ကိုဟုတ်ဘူး။ Portuguese ဟာမြောက်ဦးနဲ့ပူးပေါင်းခဲ့တယ်။ဒါပေမဲ့ကိုယ့်ရဲ့ကိုယ်ကြ interest ကိုဦးတည်ခဲ့တယ်။ယနေ့ American ဟာ Israel ကိုပံ့ပိုးလာ၎င်း၏ Middle East strategic interest တွေအတွက်ပဲဖြစ်တယ်။၄ကြီးမားသောစစ်ပွဲကြီးတိုင်းဟာထိခိုက်ဆုံးရှုံးမိမှာငယ်သောပြည်သူများအမျိုးသမီးများကလေးများဖြစ်တယ်။ကျွန်တော်တို့ရခိုင်ပြည်သူများ1984ကတွေ့ခဲ့သည်။အီရန်ပြည်သူများ2026တွေ့နေသည်။ငါဒါပေမဲ့ကြဆုံးပြီးသည်ဆိုတာအမြဲတမ်းကြဆုံးသည်ဆိုတာမဟုတ်ဘူး။ရခိုင်ပြည်သည်ဒီနေ့တိုင်းရှင်သန်နေပြီး၎င်း၏ဘာသာစကား၎င်း၏ယဉ်ကျေးမှု၎င်း၏သမိုင်းနဲ့ရှင်သန်နေတယ်။အီရန်ပြည်သူများအတွက်ကိုလည်းစစ်ပွဲဒဏ်ရာနာကျင်ခြင်းကြော်ဖြတ်ပြီးကောင်းသောနောင်ကာလရှိမည်ဟုရခိုင်သမိုင်းကကျွန်တော်တို့ကိုမျှော်လင့်ချက်ပေးနေပါတယ်။ဒီဗီဒီယိုကြိုက်ရင် like ထိပေးကြပါရခိုင်သမိုင်းကိုစက်ကြည့်ခြင်းရင် subscribe ထိပေးကြပါမင်းနဲ့စင်တူသောရခိုင်မိတ်ဆွေများကို share ပေးကြပါမှတ်ချက် comment မှာရေးသွားကြရခိုင်ပြည်သည်ဘယ်စစ်ပွဲအကြောင်းနောက်ထပ်ကြည့်ခြင်းတလဲဟုမေးကြရခိုင်ပြည်ကြီး6မြောက်သောနှစ်ပေါင်းများစွာရှင်သန်ခဲ့သည်ဆက်ရှင်သန်ပါမည် see you next time